ဈေးကြီးပေးဝယ်ထားတဲ့စမတ်ဖုန်းမျက်နှာပြင်မှာရုတ်တရက်အစိမ်းရောင်မျက်နှာတစ်ချောင်းပေါ်လာရင်ဘယ်လိုခံစားရမလဲအဲ့ဒီမြင်ကနှစ်ချောင်းသုံးချောင်းကနေပြီးတော့ screen တစ်ခုလုံးစိမ့်သွားမယ်ဆိုရင်ရောအဲ့ဒီ error က software error ကြောင့်ဖြစ်တာလားဒါမှမဟုတ် hardware error ဖြစ်တာလားအခုနောက်ပိုင်းထွက်တဲ့ဖုန်းများဆိုမှဘာလို့ green line error ကြောင်ရတာလဲဒီနေ့ဗီဒီယိုမှာကတော့ green screen ဖြစ်ရတဲ့အကြောင်းရင်းတွေကိုပြပြပေးသွားပါမယ်အရင်ဆုံး display ရဲ့တိစောက်ပုံကိုရှင်းပြပေးသွားပါမယ် green line screen ကတော့ OLED နဲ့ AMOLED မှန်တွေမှာအဖြစ်များတတ်ပါတယ် OLED ကတော့ organic light emitter diode ဖြစ်ပြီးတော့ AMOLED ကတော့ active matrix OLED လို့ခေါ်တယ်သူတို့ရဲ့ display တစ်ခုလုံးကိုစံချိန်မြင်လောက်ပဲရှိတဲ့မီးလုံးလေးနဲ့ဖွဲ့စည်းထားပါတယ်မီးလုံးတစ်လုံးကိုတော့1 pixel လို့ခေါ်တယ်အဲ့ဒီမီးလုံးတစ်လုံးမှာ RGB ဆိုတဲ့ base color channel 3မျိုးရှိတယ် RGB ကိုတော့ red green blue ဆိုပြီးတော့ခေါ်တယ်အဲ့ဒီ3ရောင်မှာ green channel တစ်မျိုးပဲလင်းတော့တဲ့အခြေအနေမျိုးမှာ green line error လို့ခေါ်ပါတယ်ဒါပေမဲ့တစ်ခါတလေမှာအနီရောင်အဖြူရောင်အဝါရောင်တွေပါတတ်ပေမဲ့အစိမ်းကအများဆုံးဖြစ်လေရှိတဲ့အတွက်ကြောင့်မလို့ green line error လို့ပဲနာမည်ပေးလိုက်ကြတယ်ဒါဆိုရင်ဘယ်လိုမျိုးအခြေအနေမျိုးမှာဖြစ်တတ်တာလဲပထမဆုံးတစ်မျိုးကတော့ overheating အခြေအနေပါဖုန်းကိုပူနေတဲ့အခြေအနေမျိုးမှာတော့အချိန်ကြာမြင့်စွာကင်းကစားတာတွေအားသွင်းသုံးတာတွေကြောင့်အပူလွန်ခဲ့ပြီးတော့ display နဲ့မာသာပုတ်ချိတ်ဆက်မှုတွေကိုထိခိုက်စေနိုင်ပါတယ်ဒုတိယတစ်ခုကတော့ water damage ရေဆိုးသွားတာရေဝင်သွားတာဖြစ်တဲ့ဆိုရင်မှန်ရဲ့ circuit တွေကိုရေဝင်နိုင်တဲ့အခြေအနေမျိုးမှာလည်း green line error ထတတ်ပါတယ်ကျွန်တော်တို့လူအများစုကအကျင့်တစ်ခုရှိကြတယ်အဲ့ဒါကဘာလဲဆိုရင်တအားဆက်စုတက်ကြတာပဲပေါ့နော်ဖုန်းရဲ့မှန်ပွင့်သေးလားဆိုပြီးတော့ချက်ချင်းဖွင့်ကြည့်တတ်ကြတယ်အဲ့တော့ဖုန်းရဲ့မှန်အတွင်းပိုင်းကြီးဆက်အတွင်းနေတဲ့ socket တွေထဲမှာရေလက်ကျန်တွေရှိနေနိုင်တဲ့အတွက်ကြောင့်မလို့ဘက်ထရီကနေလျှက်စစ်စားစီးဆင်းတာနဲ့ short ဖြစ်ပြီးတော့ touch ကြောင်တာမျိုးတွေအစိမ်းလိုက်ထားတာမျိုးတွေပေါ်လာတတ်ပါတယ်တတိယတစ်ခုကတော့ physical damage ပါပြုတ်ကျတာမျိုးဖိမိတာမျိုးလွတ်ကျတာမျိုးတွေမှလည်းဖြစ်တတ်ပါတယ် display ကိုသုံးပေးထားတဲ့ circuit လေးထိခိုက်မိသွားတာမျိုးကြောင့် green line ထားတတ်ပါတယ်နောက်တစ်ခုကတော့ factory error ကတော့စက်ရုံကနေထုတ်လုပ်တဲ့အချိန်ကနေက display ရဲ့ quality မကောင်းတာမျိုးဒါမှမဟုတ်ထုတ်လုပ်မှုကလေးကပါလာတဲ့ချိုးရင်းချက်တွေဒါမှမဟုတ်စက်ရုံကနေရောင်းချတဲ့နေရာအထိသယ်ယူပို့ဆောင်တဲ့အချိန်မှာအကြောင်းမျိုးမျိုးကြောင့်ထိခိုက်မိထားလို့ပါကင်ဖောက်တဲ့အချိန်တွေမျိုးတွေမှာတော့ green line ထားတတ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ software error ပါ software update တင်ပြီးတဲ့အခါ green line error တက်တယ်ဆိုရင်တိကျသေးကြတဲ့အဖြစ်မရှိပေမဲ့ဖုန်းရဲ့ software update တင်လိုက်တဲ့အခါမှာ update မှာပါလာတဲ့ byte error တချို့ကြောင့်လုပ်ဆောင်မှုတစ်ခုကိုချိုးရင်းသွားပြီးတော့ green line error လည်းထပ်တတ်ပါတယ်အခုနောက်ပိုင်းမှာတော့ green line error တီးတန့်ဖျောက်ပေးတဲ့ service တွေလည်းရှိလာပါမယ်ကဲဒါဆိုရင်တော့ green line error နဲ့ပတ်သက်ပြီးတော့ဘယ်လိုအခြေအနေမျိုးတွေမှာဖြစ်တတ်တယ်ဆိုတာကိုတော့တော့ပေါက်သွားပြီးတော့ပြန်လည်မိပါတယ်နောက်တဲ့ဗီဒီယိုတင်နေတဲ့ပြီးပြန်လာခဲ့ပါမယ်